ဇလန်းကတော့အထက်တန်းနောက်ဆုံးနှစ်ကျောင်းသူလေးတန်းပြီးဟာတက္ကသိုလ်ဝန်ထမ်းစာမေးပွဲဖြေဖို့ရက်ပိုင်းပဲလိုတော့ပေမဲ့သူမကတင်ချဆိုရင်လုံးဝခေါင်းစားပြီးမရတဲ့သူပေါ့တင်ချချိန်ဆိုအမြဲအိပ်ပျော်လို့ဆရာကဘုတ်ပေါ်ထွက်တွက်ခိုင်းတာတော့မတွက်နိုင်လို့အားလုံးရှေ့မှာစုခံရသေးတယ်အိမ်ပြန်ရောက်တော့လဲစာမကြက်ပဲဖုံးစော်တချင်းနားထောင်နေလို့အမေကတချင်းစာသားချက်တယ်လို့တင်ချတွက်ရင်ပါရမီရှင်ဖြစ်နေပြီအဖေစီကတင်ချညက်နဲ့မျိုးရိုးပါလာတာဆိုပြီးပြတောက်ပြောတာပေါ့အမေက TV လိုင်းကိုသူမကြိုက်တဲ့နန်းတွင်းကပြောင်းကြည့်လိုက်တော့ဒန်းဘီလည်းစိတ်ညစ်ပြီးတငယ်ချင်းအိမ်ထွက်လာခဲ့တယ်နောက်တစ်နေ့မနက်မှာစာမေးပွဲဖြေဖို့နောက်ကျလို့ဒန်းဘီတယောက်အပြေးလွှားထွက်လာခဲ့ရတယ်ကားပေါ်မှာတင်ချစာအုပ်ကြည့်ရင်စာမေးပွဲကြောင်းရှေ့ရောက်တော့ထိကြံခဲ့တာတော့မသိပဲစာမေးပွဲမဖြေနိုင်ပါကိုသေမတက်ကြောက်လာပြီးပျောက်ကွယ်သွားရင်ကောင်းမယ်ဆိုပြီးမိုးရေထဲမှာထိုင်ငုံနေမိတာပေါ့အဲ့ဒီအချိန်မှာရှေ့ကမိုးရေအိုင်လေးကိုတွေ့ပြီးတိုးသွားကြည့်ရင်ရုတ်တရက်ရေအိုင်ထဲကျသွားရကနေအခြားကဘာတစ်ခုဂျိုစွန်းခစ်ကိုရောက်သွားတော့တာပါပဲဟိုရောက်တော့ထူးဆန်းတဲ့အဝတ်စားတွေနဲ့လူတွေကမိုးရွာဖို့ဆူတောင်းနေကြတာကိုတွေ့လိုက်ရတယ်တုံးစလုံးမိုးမရွာလို့ငတ်မိုးနေကြတာလေဒန်ဘီကနန်းတွင်းကရိုက်နေတာလားရှောက်မေးနေတော့ဘယင်ကမိတ်ဆာလားဆိုပြီးကြောက်လန့်သွားတယ်ဒန်ဘီကသမီးကအထက်တန်းကျောင်းသူပါလို့ပြန်ပြောတာကိုသူတို့ကဂါထာမန်နဲ့ရွတ်နေတဲ့ထင်ပြီးရဲမက်တွေကဓာတ်နဲ့ဝိုင်းလိုက်ကြတာပေါ့ဒန်ဘီလည်းကြောက်နဲ့ငါဘာလို့ရောက်လာလဲသိပြေဖျားသခင်ရေမိုးရွာပေးပါလို့ရှောက်ပြောပြီးပြေးလွတ်သွားခဲ့တယ်ပြီးတော့ဆရာတော်အယောင်ဆောင်ပြီးနန်းတော်တဲ့ခိုးဝင်ရင်ဘယင်နဲ့ပြန်ဆုံတာပေါ့ဘယင်ကတေတံပေးမယ်လှုပ်ချိန်မှာဒန်ဘီကသမီးကအနာဂတ်ကလာတာပဲတင်ချအင်မတန်တော်ပါရရဆိုပြီးလိန်ပြောလိုက်ရတယ်ဘယင်ကပိုင်သာဂိုရက်စ်သီအိုရမ်ပုတ်စာပေးတွက်တာကိုခဏလေးနဲ့ရှင်းပြလိုက်နိုင်တော့ဘယင်ကအံ့ဩသွားပြီးသူမကိုကိုဆန်ဆိုတဲ့ပညာရှိအဖြစ်တာဝန်ပေးလိုက်တယ်တာဝန်ကတော့ဘယင်နဲ့တိုင်းသူပြည်သားတွေကိုတင်ချတင်ပေးဖို့ပါမိုးရွာရင်အိမ်ပြန်လွတ်မယ်လို့လည်းဂတိပေးလိုက်ပါတယ်အဲ့ဒီမှာပဲဒန်ဘီကဘယင်ကိုအပေါင်းအနှုတ်အမြောက်အစားကနေစပြီးတင်ပေးခဲ့တယ်တင်ရင်နဲ့ပောက်ကရလုပ်ရင်ဘယင်ကိုခေါင်းတောက်လိုက်အရေးကြီးတာတွေတင်ပေးလိုက်နဲ့အတော်လေးရင်းနှီးသွားကြတယ်တရက်တော့ဒန်ဘီကခောက်ဆွဲပြုတ်ကျွေးရာကနေဘယင်ကဆက်လို့ဝမ်းသွားတာကိုပြုစားခံရတယ်ထင်သွားပေမဲ့ဒန်ဘီကအစာအိမ်နဲ့ခန္ဓာကိုယ်အစိတ်ပိုင်းတွေအကြောင်းပါရှင်းပြပေးလိုက်သေးတယ်ဒါတွေမကပဲဂျိုစွန်းရဲ့ပညာရှိတွေကိုတင်ချရောသိပ္ပံရောစိုက်ပျိုးရေးပါတင်ပေးတဲ့ဆရာမကြီးဖြစ်လာတာပေါ့ကြာလာတော့ဘယင်နဲ့ဒန်ဘီနဲ့ချစ်ကြိုက်သွားကြတယ်ဘယင်ကသူမကိုနန်းတွင်းမှာယာရုကြီးပေးမယ်မင်းသမီးမြောက်မယ်လုပ်ပေမဲ့ဒန်ဘီကမိုးရွာတာနဲ့သမီးအိမ်ပြန်မယ်လို့ပဲပြောခဲ့တယ်ဒါပေမဲ့နန်းတွင်းကအမတ်တွေနဲ့ဆရာတော်ကြီးတွေကဒန်ဘီကိုမိတ်ဆာဆိုပြီးတတ်ဖို့စူးစမ်းကြပြီးနန်းတွင်းထိမ်းမြပွဲအရှုံနဲ့ဒုက္ခမျိုးစုံကြုံရတာပေါ့ဘယင်ကလည်းတာမန်ပြည်သူတွေစာဖတ်နိုင်အောင်စာလုံးသစ်အခရာ28လုံးကိုဒန်ဘီရဲ့အကူအညီနဲ့တီထွင်ခဲ့တယ်နောက်ဆုံးမှာတော့အမတ်တွေရဲ့လှုပ်ကြံမှုကြောင့်ဒန်ဘီဒဏ်ရာရခဲ့ပေမဲ့ဘယင်ကဝင်ကယ်ခဲ့ပါတယ်အဲ့ဒီနောက်မိုးတွေစတင်ရွာသွန်းလာခဲ့တာပေါ့ဒန်ဘီအိမ်ပြန်ရတော့မယ့်အချိန်မှာဘယင်ကိုယ်တိုင်သူမကိုပင်လယ်ကမ်းဆက်ရေအိုင်ရှိတဲ့နေရာအထိလိုက်ပို့ပေးခဲ့တယ်နှစ်ယောက်သားနှုတ်ဆက်ပြီးဒန်ဘီရေအိုင်နဲ့ခုန်ဆင်းလိုက်တာနဲ့မိမိရဲ့မူလကဘာကိုပြန်ရောက်သွားခဲ့ပါတယ်ထူးဆန်းတာကသူမအတိတ်မှာအကြာကြီးနေခဲ့ပေမဲ့မူလကဘာမှာတော့စက္ကန့်ပိုင်းလေးပဲကြာခဲ့တာပါစာမေးပွဲဖြေဖို့မိသွားခဲ့ပြီးစာမေးပွဲလည်းစူးစမ်းဖြေနိုင်ခဲ့တယ်ဒီအတွေ့အကြုံကြောင့်ဒန်ဘီရဲ့ဘဝအမြင်တွေအများကြီးပြောင်းလဲသွားခဲ့ပြီးပိုစူးစမ်းလာခဲ့တယ်လအနှဲငယ်ကြာပြီးနောက်မိုးရွာနေတဲ့နေ့တစ်နေ့မှာဒန်ဘီကျောင်းကအပြန်ခေါင်းပေါ်ကိုထီးတစ်ချောင်းလာမိုးပေးတာခံလိုက်ရတယ်။မောကြည့်လိုက်တော့ဂျိုစွန်းခစ်ကဘရင်နဲ့ရုပ်ချင်းတစ်ထက်တည်းတူတဲ့ကောင်လေးတစ်ယောက်ဖြစ်နေပြီးအဲ့ဒီကောင်လေးကဒိုဘတ်ကားပေါ်မှာတွေ့ဘူးတယ်နော်။မင်းထီးကြံခဲ့တာလေလို့ပြုံးပြီးပြောလိုက်ရင်ဇလန်းလေးပြီးဆုံးသွားခဲ့ပါတယ်